ဒီဘက်ခစ်တီပေါ့နိ ဟုတ်ကဲ့ ကလေးတွေခစ်တီပါလာတယ်ဆရာရဲ့ ဟုတ်ကဲ့ ရာဇာဝန်းတင်လည်းပြန်ဆိုရဲပေါ့ဆရာရဲ့ ဟုတ်ကဲ့ ကတိဝန်တို့လည်းဆိုရဲပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုမသိတဲ့လူတွေကတော့ဆရာရဲ့ဟိုကျွန်တော်တို့ကိုမင်းထွတ်တို့ကိုရသာတို့မပေါ်ပါခမသူတို့ရဲ့မူရင်းပေါ့နော်ဒေသရှင်တို့တို့အောက်မကြတယ်ပေါ့နော်ကလေးတွေနဲ့ခစ်ကကွာတာကိုဆရာရဲ့ဆိုတော့ဒီသချင်းကဒီဘက်ကြီးပါလာပါတယ်ဆရာအိမ်မက်လှလှမဲ့ပါဆရာဟာဆရာရဲ့အမတန်လဲဒီဘက်ကြီးကိုပေါ့နော်ခစ်မီးနေသေးတဲ့သချင်းဖြစ်ပါတယ်ဒါလေးကအမတန်ကောင်းပါတယ်ဆရာရဲ့အဲ့ဒါလေးနဲ့ပတ်သက်လို့လည်းသိပြစီဟုတ်သိရဖွယ်ရတယ်ဒီသချင်းကကျွန်တော်1968ခုနှစ်မှာဟုတ်ကဲ့ဆိုခဲ့တဲ့သချင်းပါဟုတ်ကဲ့ရေးတာလည်းထုံးစံအတိုင်းပေါ့လေကျွန်တော်တငယ်ချင်းတက်ကတူမောင်တဲ့ຫນွယ်သူပဲရေးတာပါသူနဲ့ပဲဆရာတော့အဲ့တော့လွှင့်တာကတော့ကိုအောင်ကြီးရဲ့စန်းရကိုအောင်ကြီးဂီတဒေသံဒုတိယအဖွဲ့ကလွှင့်နေတာပါဟုတ်ကဲ့ဒီတာလည်းစန်းရကိုအောင်ကြီးပဲဒီတကားတော့တွေ့ပြီသူနဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကဲဆရာဆိုကြည့်ပါဟုတ်ကဲ့ကျွန်တော်ကြည့်ပါမယ်တိမ်နွယ်မြူတဲ့လာတာညဝဲစေကျေတွေဖူးနဲ့ပွင့်လာသည်နဲ့ချစ်သူဘဝလမ်းချမ်းမြေခြင်းလူမဲအိမ်မက်လာလာမပါစေကွယ်အိမ်မက်ပေလာပါစွာမစီရင်ကိုချစ်သူဝဲတယောက်ဆိုတယောက်ထဲအသေးမှာချစ်ကြသူပါကွယ်စေကပါကွယ်ဆုံးနေမုန်းနေရဖြစ်မလွယ်ကိုတွေ့ချစ်တဲ့ထားနွယ်ဟာဝစလမ်းပန်းတဖွဲပဲကမညွန်းနွမ်းမွယ်ပြင်းပြလွားကြိုင်တိုင်းမွေညနေမပြေဘူးကိုရဲ့လေဝဲဒီကြပြတွေလဲဖွဲ့ကားညွန်းလို့မယ်ဝေမြားနဲ့ခင်းတဲ့ဘဝနံဝဲလျှောက်ခါလဲချမ်းမြေပါပဲတကယ်မညူညင်ဆုံးတစ်သက်ဝဲချိုရွှင်ပြုံးခဲ့တယ်သင်ပြန်စွာကြိုင်နိုင်မွေးညမပြေဘူးကိုရဲ့လေဝဲဒီပြာဆိုင်ရင်ပမာတို့အေးတို့ွယ်မြေတာနုနာရင်တကယ်စန္ဒကျွဲစေတနာများကရဲ့ဒီမေများပဲညမှာလာပါစွာမစီရင်တဲ့ကိုချစ်သူ